မင်္ဂလာပါအောင်ဆွလာဆိုင်ပါခင်ဗျာဒီနေ့တော့မိတ်ဆွေတို့ကိုဗာလေလာမြောက်ပေးမယ်လဲဆိုတော့ရုပ်ပတိဒီဟင်းကျိုပင်စိတ်ခလေးပါအရန်ကိုစားလို့ကောင်းပါတယ်ကျမ်းမာရေးရဲကောင်းပါတယ်ဒါကတော့ရေနွေးလေးအချုံမုတ်နည်းနည်းထည့်စားထည့်ပြီးရင်ပူအောင်လေးတည်ပေးလိုက်ပါဒီမှာကတော့ရုံးပတိကိုယ်တိုင်ဆက်ထားတဲ့ရုံးပတိအော်ဂနစ်သီးလေးပါဒီမှာစီလောမပါပါဘူးကျမ်းမရေးတဲ့ကောင်းပါတယ်ဒီမှာမိတ်ဆွေတို့ချက်ဆန်းကြည့်ကြပါအရန်ကိုရတာစီးပြီးတော့ထမင်းလည်းမိတ်ပါတယ်ဒါဆိုရုပ်ပတိဒီဟင်းချိုရပါပြီဒီမှာထမင်းမေမေလေးဘာမှမလိုပဲနဲ့ပြီးရင်လည်းရုပ်ပတိဒီဟင်းချိုစားလို့ရပါပြီဒီမှာရန်ကိုတောက်လို့သွားပါတယ်မိတ်ဆွေတို့ချက်ပြီးဆန်းကြည့်ကြပါ